Okay ပါဆိုတော့ Kira record လုပ်ထားတဲ့ထဲမှာစီးပွားရေးလေးလည်းဖတ်ပေးပါအောင်ဆိုတော့ Kiraဗီဒီယိုကြည့်နေတဲ့လူတွေအတွက်စီးပွားရေးကို January ဒီနေ့ဖတ်ပေးလိုက်မယ်နော်ဆိုတော့ Kira ကတ်တီကို shuffle လုပ်နေတဲ့အချိန်မှာ Kira ကိုနဲ့ကိုကြည့်နေတဲ့လူတွေနဲ့ကိုနဲ့ပတ်သက်တဲ့ message တွေရောက်လာအောင်လို့ universe ကိုစုထောင်ထားလို့ရပါတယ်ဆိုတော့Kira ဗီဒီယိုကြည့်နေတဲ့လူတွေရဲ့စီးပွားရေးကို past present future လေးပြပြပေးပါစီးပွားရေးTemperance Four of Cups Queen of Wands Ace of Wands Okay Sorryလောလောဆယ်မှာလက်တလောenergy မှာပါရှိနေလဲဆိုတော့ Ace of Wands ရှိနေတယ်ပေါ့နော် Don't you see how your passion makes you glow ဆိုတော့အခုချိန်မှာတချို့တွေကဘာစဉ်းစားနေလဲဆိုတော့လက်ရှိကိုမှစီးပွားရေးရှိတယ်ပေါ့နော်လက်ရှိစီးပွားရေးက maybe အဆင်မပြေတာမျိုးဘယ်လိုရမလဲနှေးနေတာတိုးတက်ဖို့နှေးလာတာဆိုတော့အဲ့လိုမျိုးကြီးကြုံနေရမျိုးရှိတယ်ပေါ့နော်အဲ့လိုမျိုးကြီးကြုံနေရမျိုးရှိနေတော့ကိုကစိတ်တိုင်းမကြဘူးစိတ်မကျင်တတ်ဘူးပေါ့နော်အဲ့တော့နောက်တစ်ခုလုပ်ဖို့ idea ရလာတယ်နောက်တစ်ခုလုပ်ဖို့စိတ်ကူးဖြစ်လာတယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုးလေးမြင်နေရတယ်ဆိုတော့အဲ့လိုမျိုးလေးကိုယ့်ရဲ့စိတ်ထဲမှာစီးပွားရေးအသစ်တစ်ခုလုပ်ဖို့စဉ်းစားထားရှင်ကျင်းတီပါလို့လိုက်ပါဘာလို့ဆိုတော့ဒီ future မှာကိုကအဲ့ဒီဟာကိုလုပ်ပြီးတော့လုံးဝဘယ်လိုပြောမလဲအဆင်ပြေနေတာမျိုးတိုးတက်နေတာမျိုးအဲ့လိုဟာမျိုးကြီးမြင်နေရတယ်ကိုပျော်စေတဲ့ကိစ္စကြီးဖြစ်လာပေါ့နော်အဲ့ဒီအစီအပွားရေးနဲ့ပတ်သက်ပြီးတော့ဆိုတော့တချို့တွေကလည်းလှုပ်တင်မလားဟုတ်ရဲ့လားလှုပ်လိုက်ရင်ကောင်းပါမလားလို့တန်တရားဖြစ်နေရတယ်လည်းရှိတယ်ဆိုတော့အဲ့ဒါကိုအဓိကကတော့ပေါ့နော်တန်တရားဖြစ်နေရဆိုတော့ကိုယ်တိုင်းက okay ဒီ opportunity ကိုလှုပ်တင်တယ်ဒီစီးပွားရေးကိုလှုပ်တင်တယ်ဆိုတာသိပေမဲ့လို့အုံတော့ကသိပေမဲ့လို့စိတ်ထဲကတော့ငါလှုပ်နိုင်မှာမလားလို့တွေးနေရမျိုးရှိရဲအဲ့ဒါတွေကိုငါလှုပ်နိုင်တယ်ဆိုတဲ့စိတ်နဲ့သွားပါလို့ပြောပါတယ်ဆိုတော့ future ကတော့ဒီကိုလက်တလောပေါ်လာတဲ့ idea တွေကိုစီးပွားရေးပေါ့နော်စီးပွားရေးကိုလုံနေတဲ့အဆင်ပြေနေရမျိုးမြင်နေဆိုတော့ပြီးလို့ရှိရင်ဒါကတော့ past ပေါ့နော်ဒါကတော့အတိတ်ကိုပြရဲကဲဆိုတော့ temperance Four of Cups Queen of Wandsအရင်တော့ကတော့ကိုယ့်ရဲ့စီးပွားရေးကအဆင်ပြေတဲ့ဘက်မှာပါခဲ့တယ်ပေါ့နော်ကိုကလည်းဘာလုပ်ရမလဲဆိုတာကိုသိရဲဥပမာထားပါတော့အ short တင်းလုပ်လို့ရတဲ့ဟာမျိုးကြီးဥပမာထားပါတော့okay အခြေအနေကိုလိုက်ပြီးတော့ဘယ်ဟာလေးကို short ရောင်းလိုက်မယ်ဘယ်ဟာလေးကိုတင်ရောင်းလိုက်မယ်ဆိုတော့အဲ့လိုပုံစံမျိုးလေးတွက်ချက်ပြီးတော့ကိုယ့်အနေနဲ့ကိုယ်အဆင်ပြေဖြစ်နေတဲ့ပုံမျိုးပေါ့နော်အရင်တော့ကတော့အဲ့လိုဖြစ်ခဲ့တယ်ဒါပေမဲ့အခုလက်တော်လုံးမှာအခုတစ်ဝိုက်မှာအခုအချိန်တစ်ဝိုက်မှာဘယ်လိုပြောမလဲအဆင်မပြေတာလေးရှိရပေါ့နော်အဆင်မပြေတာလေးရှိရဆိုတော့တချို့အတွက်ကကြတော့ဒီတိုင်းဖြစ်နေတာပေါ့နော်တိုးတက်မလာတာအဲ့လိုမျိုးစိတ်ကျဉ်တဲ့ဖို့မကောင်းတာအဲ့လိုပုံစံမျိုးကြုံရတယ်ဒါကြောင့်မလို့ကိုကအခုပေါ်လာတဲ့business idea ပေါ့နော်ပေါ်လာတဲ့စီးပွားရေး idea ကိုသုံးပြီးလို့ရှိရင်အနာဂတ်မှာဒီလိုမျိုးပျော်ရတဲ့ result တွေပေါ့နော်တိုးတက်မှုတွေမြင်ရတယ်ဆိုတော့ဒီဟာကိုလုပ်ပြအောင်လုပ်ပါလို့တော့Kiraကတော့အကြံပေးခြင်းတယ်ပေါ့နော်ဒီလောက်တဲ့အခါကျတော့လေဘယ်လိုပြောရမလဲဒီတိုင်းလှုပ်လိုက်တာထက်ဆိုင်တခြားစဉ်းစားဆုံးဖြတ်ပြီးတော့မှလှုပ်ပေါ့နော်ဘာလို့ဆိုတော့ဒါ Queen of Wands ဖြစ်နေတဲ့အတွက်ကြောင့်မလို့ဘယ်လိုပြောရမလဲသူ့ရဲ့သဘောတရားကအလုပ်အရန်လုပ်တယ်အလုပ်စူးစမ်းတယ်အဲ့လိုပုံစံမျိုးမှရှိရပေါ့နော်ဒါပေမဲ့ तू ကထားပါတော့
ကိုလှုပ်ချင်လို့လှုပ်လိုက်တယ်ကွာဆိုတော့အဲ့လိုပုံစံမျိုးရောမဟုတ်ဘူးရဲ့once ရဲ့သဘောတဘာဝလေသူကဘယ်လိုမျိုးလဲဆိုတော့စဉ်းစားရတယ်လှုပ်တယ်ဘယ်လိုပြောရမလဲစဉ်းစားရတယ်ပေါ့နော်စဉ်းစားရပါတယ် thinking ပါတယ်ပေါ့နော်ဒီတိုင်းလှုပ်ချင်လို့လှုပ်လိုက်တယ်ဆိုတာထက်တေချာလှုပ်တယ်ဆိုတဲ့ပုံစံမျိုးပြောရဲဆိုတော့ဒီကိုတွေးထားတဲ့ idea ပေါ့နော်ကိုတွေးထားတဲ့ idea ကိုစဉ်းစားပြီးတော့တေချာလေးလုပ်ပါဆိုတော့အဲ့ဒါဆိုလို့ရှိရင်အနာဂတ်မှာပြောရတဲ့ result တွေထွက်လာပါလိမ့်မယ်ဆိုတော့အဲ့ဒါပါပဲဒီနေ့ reading လေးကတော့နောက် reading မှာပြန်ဆောင်ကြမယ်နော်